Hello, hello, Mingla. Part ini jono tinsa pime video liaro. Ku phone ya screen passport lock mini lucian belu piyam le so dan nilan le phit bare. Di nilan le takku ti tha yong ne phone tat to mya no lock phi lo ya da lo sa yo takku ka twa bi pai san pe bi lok sia le ma lo ro ba bu. Da so yin jono ro de video လေးမစခင် channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ video ဖတ်ကိုတွားလိုက်ပါမယ်ပထမဦးဆုံးအနေနဲ့တော့ကျွန်တော်တို့ဖုန်းကို power ပိတ်လိုက်ပါเนาะဒီနေရာမှာကျွန်တော်တို့ power ပိတ်ပြီးပါလို့ရှိရင်เนาะကျွန်တော်တို့ဖုန်းအတန်တိုးတဲ့ခလုံးနဲ့เนาะဒီဖုန်းအဖွင့်ပိတ်လုပ်တဲ့ခလုံးနဲ့ကိုတပြိုင်တည်းနှိပ်လိုက်ပေါ့เนาะနှိပ်ပြီးရင်ကျွန်တော်တို့ပြန်လွတ်လိုက်ပေါ့เนาะချက်ချင်းလွတ်ပြီးပါလို့ရှိရင်เนาะကျွန်တော် setting ၄ခုတည်းကိုဒါရောက်ရှိသွားမှာပေါ့เนาะကျွန်တော်လုပ်ရမယ့်အလုပ်ကဒီ setting ၄ခုတည်းကိုကျွန်တော်ကဒါဒီကနေဝင်လုပ်ရမှာဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့တွေနံပါတ်1မှာတွေ့ရတယ်ကျွန်တော်တို့เนาะ wife data ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ရွေးမှာပေါ့เนาะရွေးတဲ့နေရာမှာကျွန်တော်အတန်ရှော့တဲ့ခလို့ကိုအောက်ဖိချလို့ရှိရင်သူကအောက်တိုးမှာပေါ့เนาะအပေါ်ဆိုရင်အပေါ်တိုးမှာပေါ့เนาะဒါဆိုရင်ကျွန်တော်အဲ့ဒါရွေးပြီးတော့လို့ရှိရင်เนาะ power ခလို့ကိုတစ်ချက်ဒါကျွန်တော်တို့ဒါနှိပ်လိုက်ပေါ့เนาะ okay ဒါနှိပ်ပြီးပါလို့ရှိရင်เนาะအောက်ကเนาะဒီ wife all data ဆိုတဲ့ထဲကိုကျွန်တော်ပြန်ရွေးလိုက်ပေါ့เนาะရွေးပြီးတော့လို့ရှိရင်เนาะကျွန်တော်တို့တွေဒီနေရာကိုပြန်ရောက်မယ်ရောက်ပြီးတော့လို့ရှိရင်အောက်ကကျွန်တော်တို့ confirm ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ဒါပြန်နှိပ်လိုက်ပေါ့เนาะနှိပ်ပြီးတော့လို့ရှိရင်ဒီနားမှာ second အနည်းငယ်ဒါကြာနိုင်တာပေါ့เนาะတချို့က minute နဲ့ကြာနိုင်တယ်တချို့က second ပိုင်းနဲ့ဒါကြာနိုင်တာပေါ့เนาะဒီနေရာမှာအဲ့လိုပြီးတော့ရင် data wipe successfully ဆိုတဲ့ဥစ္စာဒါပြသွားမှာပေါ့เนาะအဲ့လိုပြပြီးတော့လို့ရှိရင်เนาะကျွန်တော်တို့အပေါ်ဆုံးဥစ္စာနေရာကိုကျွန်တော်တို့ reboot ဆိုတဲ့ဥစ္စာပြန်နှိပ်လိုက်ပေါ့เนาะokay ကျွန်တော် reboot ဆိုတဲ့ဥစ္စာနှိပ်လိုက်ပြီးရှင်ကျွန်တော်ဖုန်းကခဏလေးနဲ့ second ပိုင်းအတွင်းနဲ့ဖုန်းပွင့်လာမှာကိုကျွန်တော်ဒါတွေ့ရမှာပေါ့เนาะဒီနေရာမှာကျွန်တော်တို့နည်းနည်းရဲ့မိနစ်အနည်းငယ်ဒါစောက်ရတာရှိတာပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ခဏလေးအခြေယူပြီးမှဒါစောက်လိုက်မှာပေါ့เนาะအဲ့လိုစောက်ပြီးသွားလို့ရှိရင်เนาะဒီနေရာမှာ MI UI 73ဆိုတဲ့ဥစ္စာလေးเนาะ setup လုပ်တဲ့ဥစ္စာလေးဒါပေါ်လာမှာပေါ့เนาะပေါ်လာလို့ရှိရင်ဒီနေရာမှာဒါကိုရွေးချင်တဲ့ဥစ္စာပေါ့เนาะ English United States เนาะအဲ့ဒါပြီးမှဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတောင်းတာပေါ့เนาะဒီနေရာမှာအမှန်ချစ်ပေးပြီးမှကျွန်တော်တို့ကเนาะအကုန်လုံးကို niche နှိပ်သွားမှာပေါ့เนาะမ skip လုပ်လိုက်နေရလေးရှိတယ် skip လည်းလုပ်လို့ရတာပေါ့เนาะအဲ့လို skip မလုပ်ချင်ဒါကိုယ်တိုင်ဒါအချက်လက်တွေဒါထည့်လို့ရတာပေါ့เนาะဒီနေရာမှာကျွန်တော်တို့ wifi မချိတ်ဘဲနဲ့ဒါ skip လုပ်လဲရတယ် wifi ချိတ်လိုက်ကြတော့ပိုတော့မြန်တာပေါ့เนาะအဲ့လိုကျွန်တော်အချက်လက်တွေအပြည့်စုံထည့်ပြီးဒီမှာ setup complete ဆိုတာပြပြီပေါ့เนาะပြလို့ရှိရင်ဒီမှာ logo လဲတဲ့ဥစ္စာကိုကျွန်တော်တွေ့ရမှာပေါ့เนาะဒါဆိုရင်ကျွန်တော်တို့တွေเนาะဒီရဲ့ log ဖြီတာကိုအောင်မြင်နဲ့ဒါပြီးသွားပြီပေါ့เนาะဒီနေ့ဗီဒီယိုလေးကဒါပါပဲเนาะဒီတစ်ခုတက်ထားလို့ရှိရင်ကျွန်တော်ဖုန်းတော်တော်များများကိုယ်တိုင်လော့ဖြီတက်တာကိုကျွန်တော်ဒါတွေ့ရမှာပေါ့เนาะဗီဒီယိုလေးကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးလည်း like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ပြီးဖို့အတွက်မမေ့ကြပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye